Hello အားလုံးပဲ Assalamu alaikum လောက်ရှိဝင်လင်ကို page ကပြန်ကြိုလိုက်ပါရင်ကျော်ဒီတစ်ခါမှာတော့မန္တလေးမှာဟန်လက်ဆိုင်လေးဖြစ်ပင်လယ်စာဆိုရင်နာမည်ကြီးပြီးစားလို့ရအောင်တဲ့ The Fish Shop မှာအခုဆိုရင်မာလာရှန်ကိုမာလာမောက်ချရဲ့ပြင်တခြားမီနူတွေအကုန်လုံးကိုလည်း budget စေးပြည့်အောင်ဈေးနှုန်းတွေအကုန်လုံးကိုပြောင်းလဲပေးလိုက်ပါပြီ The Fish Shop မှာအခုဆိုရင်မာလာမောက်ချတဲ့ပွဲကို1000နဲ့နေစပြီးတော့ဈေးနှုန်းတွေနဲ့အကုန်လုံးပြောင်းလဲပေးလိုက်ပြီးတော့ကျွန်တော်ဒီနေ့ဘာရင်မှာစားခဲ့လဲဆိုရင်တော့မာလာရှန်ကိုမာလာမောက်ချိုင်ပြည်ကြီးငါချင်ဆက် crispy ကြက်ကြော်အပြင်ဘာရင်မှာစားခဲ့လဲဆိုတာကိုဒီ vlog လေးကိုကျွန်တော်တို့အတူတူဆုံးဖြတ်ကြည့်လိုက်ကြရအောင်အဖေးချောင်ဆိုင်လေးစာလေးကတော့69လမ်း363ကိုကျောင်းမှာဖွင့်ထားပြီးတော့မနက်9:00နာရီကနေပြီးတော့ည9:00နာရီထိဖွင့်ပါတယ်ဒီဆိုင်မှာအခုဆိုရင်မီနူးစာအုပ်တော်လုံးကို budget စေးပြအောင်ဈေးနှုန်းတွေနဲ့ပြောင်းလဲပေးထားပြီးတော့အဓိကရစာပိုင်းနဲ့ quality ပိုင်းကိုတော့လုံးဝမမျောဘဲနဲ့တခြားလေးပြင်ဆင်ထားရမလို့တော်တော်လေးသဘောကျပါတယ်အဲ့ဒီကတော့ကျွန်တော်မာလာရှန်ကောရဲ့မာလာမောက်ချိုက်တွေအပြင်ကိုအခုလိုမျိုးဖြော်ရည်တစ်ခွက်ကိုလည်း4500နဲ့8000ထိပဲရှိရမလို့ကျွန်တော်တောက်ချင်တဲ့ဖြော်ရည်လေးမှာတောက်ခဲ့ပါတယ်ဒီဇိုင်းမှာဆိုရင်တော့ပင်လယ်စာဟင်းပွဲတွေကတော့မီနူးစုံစုံလေးနဲ့ရရှိပြီးတော့ customer လာမှတခြားလေးချက်ပေးရမို့လို့အချိန်နဲ့ငယ်ဆောင်ရပါတယ်တကယ်လို့ကိုယ်မဆောင်ချင်ဘူးဆိုရင်တော့ဖုန်းဆက်ပြီးတော့ကြိုးမထားမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒီဇိုင်းမှာအခုဆိုရင်မာလာရှန်ကောမာလာမောက်ချိုက်တွေအပြင်ကိုရာသီပေါ်အသီးနှံနဲ့ smoothie ရောရလို့ကျွန်တော်မှာတောက်ခဲ့ပါတယ်အခုလိုမျိုး The Fish Shop မှာ budget စေးဖြစ်အောင်ဈေးနှုန်းတွေကိုစီစဉ်ပေးလိုက်ရရွေးချက်ကတော့အခုလိုမျိုးကုန်စည်နှုန်းတက်နေတဲ့ကာလမှာအားလုံးအဆင်ပြေပြီးတော့စားလို့ရအောင်ဆိုင်ဘက်ကနေပြီးတော့တခြားလေးစဉ်းစားပြီးတော့ပြင်ဆင်ပေးတာကိုကျွန်တော်တော်တော်လေးသဘောကျခဲ့ပါတယ်ကဲဒါကတော့ကျွန်တော်မှာခဲ့တဲ့ mango smoothie ကို chocolate ကလေးနဲ့ပါကျွန်တော်အဲ့ဒီကတော့မီနူးတွေအများကြီးမှာပြီးတော့တဝါကြီးစားခဲ့ပါတယ်ကျွန်တော်ခူစားခဲ့တဲ့မာလာမောက်ချိုက်တစ်ပွဲဆို1000ပဲပေးရပြီးတော့အထဲမှာဆိုရင်တော့ခေါက်ဆွဲတွေရွက်တွေအပြင်ကိုယူရီးယားပင်လယ်စာတွေလည်းပါပါတယ်အခုလိုမျိုးမောက်ချိုက်တစ်ပွဲဆိုရင်2ယောက်လောက်အေးဆေးစားလို့ရပြီးတော့ကျွန်တော်လိုမျိုးယူရီးယားပင်လယ်စာကြိုက်တဲ့သူဆိုရင်တော့လုံးဝစားလို့ကောင်းပြီးတော့ရတာရှိပါတယ်ဒီဇိုင်းမာလာမောက်ချိုက်ရဲ့ရတာကတော့ထုံထုံဆက်ဆက်နဲ့ကိုမှအရေးမများအခုလိုမျိုးခေါက်ဆွဲတွေရောပင်လယ်စာရောပါမှာ1000ကတော့အရန်တက်ပါတယ်ကျွန်တော်အဲ့ဒီကတော့မာလာမောက်ချိုက်ကိုခေါက်ဆွဲရေးစားလိုက်ပင်လယ်စာရေးစားလိုက်ဟင်းရည်လေးတောက်လိုက်နေတော်တော်လေးကိုမှစားခဲ့ပါတယ်မာလာမောက်ချိုက်စားပြီးတော့ကျွန်တော်မာလာရှန်ကောလေးလည်းမှစားခဲ့ပါတယ်မာလာရှန်ကောကလည်းကျွန်တော်ကအဲ့ဒီကပင်လယ်စာနဲ့မှာခဲ့ပါတယ်ပစုံတွေရောပြည်ကြီးငါးရဲ့ပြင်ကိုပင်လယ်စာအသားတွေရောတပွဲကို18000ပဲပေးရပါတယ်တကယ်လို့ကြက်သားနဲ့မှာစားမယ်ဆိုတော့1000ဝဲပေးရပြီးတော့ပန်ဝင်တဲ့ပိုးရှင်းကတော့တူတူပါပဲအရသာကလည်းကျွန်တော်အကြိုက်ပဲထုံထုံဆက်ဆက်နဲ့ကိုမှစီရမ်းမများပဲနဲ့စားလို့ရမ်းကောင်းပြီးတော့မာလာရှန်ကောမှာပါတဲ့ပင်လယ်စာတွေကိုတော့ပြီးမှပါတဲ့အချင်းလေးနဲ့အခုလိုမျိုးတွဲပြီးစားခဲ့ပါတယ်အရသာကတော့လေးလေးပင်ပင်ထုံထုံဆက်ဆက်နဲ့ကိုမှခေါက်ဆွဲတွေရောရွက်တွေရောပင်လယ်စာတွေရောအများကြီးပါတာမို့လို့အရန်တက်ပါတယ်။ထမင်းလဲစားချင်တာလို့ကျွန်တော်အဲ့ဒီကပြည်ကြီးငါရှင်ဆက်လေးမှာစားခဲ့ပါတယ်။ပြည်ကြီးငါရှင်ဆက်တစ်ပွဲကို1000ဝဲပေးရပြီးတော့ပြည်ကြီးငါတွေအများကြီးပါပြီးတော့ပြီးမှခေါက်ဆွဲတွေလည်းပါပါတယ်။ဒီဟင်းမွေအနစ်ကအသက်လိုအောင်ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ချင်းချင်းဆက်ဆက်ကလေးနဲ့ကိုမှပြည်ကြီးငါလေးတွေနဲ့ကိုအခုလိုမျိုးထမင်းနဲ့စားမယ်ဆိုတော့အရင်လိုက်ပြီးစားလို့ကောင်းပါတယ်။ကျွန်တော်အဲ့ဒီကတော့အနစ်တွေထဲပြည်ကြီးငါတွေထည့်ပြီးတော့အခုလိုမျိုး share ဆွဲခဲ့ပါတယ်။နောက်ပြီးတော့ကျွန်တော်စီချွမ်းငါးမလာလေးလည်းမှာစားခဲ့ပါတယ်။ဒီဆိုင်ရဲ့စီချွမ်းငါးမလာကတော့အခုလိုမျိုးအိုးလေးနဲ့လာချပြီးတော့ငါးတစ်ကောင်လုံးကိုမှဘေးမှာအရွက်တွေရောမာလာခေါက်ဆွဲတွေရောအများကြီးပါပါတယ်။စီချွမ်းငါးမလာမှာပါတဲ့ဟင်းတွေကလည်းထုံထုံဆက်ဆက်ကလေးနဲ့ကိုမှအခုလိုမျိုးမာလာခေါက်ဆွဲလေးနဲ့စားမယ်ဆိုတော့အရင်လိုက်ပါတယ်။သူ့ရတာကလည်းထုံထုံဆက်ဆက်နဲ့ကိုမှထိထိမိမိနဲ့ကျွန်တော်ကြိုက်ဆိုတော့လုံးဝကွက်တီပါပဲငါးတစ်ကောင်လောက်ပါပြီးတော့ခုလိုမျိုးမာလာခေါက်ဆွဲရောပါတာမို့လို့စားရတာတော်တော်လေးတန်ပြီးတော့2ယောက်3ယောက်လောက်အေးဆေးစားလို့ရပါတယ်ကျွန်တော်အဲ့ဒီကတော့အရှိမမာလာမောက်ချိုက်တွေရောထမင်းတွေရောစားထားတာမို့လို့စီချွမ်ငါးမာလာကိုတော့ဒီတိုင်းစားခဲ့ပါတယ်ဒီဆိုင်မှာရတဲ့မာလာရှန်ကောတွေမောက်ချိုက်တွေခုလိုမျိုးစီချွမ်ငါးမာလာရဲ့အကုန်လုံးကထုံထုံဆက်ဆက်နဲ့ကိုမှထိထိမိမိနဲ့ကိုစားလို့ကောင်းလာမို့လို့ကျွန်တော်ရမ်းချိုက်ပါတယ်ဒါကတော့ကျွန်တော်ခုနကမှာလိုက်တဲ့တရက်သီးစမူသီကိုချောကလက်နဲ့ပါပေါ်မှာလည်းတရက်သီးအများကြီးပါပြီးတော့တောက်လိုက်တဲ့အခါမှာလုံးဝအေးစိမ့်ပြစ်နေပြီးတော့အရန်တောက်လို့ကောင်းပါတယ်တရက်သီးစမူသီလေးတောက်ပြီးတော့ crispy ကြက်ကြော်လေးလည်းစားလိုက်ပါအောင်မယ် crispy ကြက်ကြော်ကတော့ original ရတာပေါ့နော်ရိုးရိုးကြက်ကြော်ကိုမှအပြင်သားကျွတ်ကျွတ်ကလေးနဲ့ကိုမှအထက်မှာအသားကလည်းလုံးဝအေးဆက်ပြီးတော့စားလို့ရန်ကောင်းပါတယ်ဒီတိုင်းပဲစားအခုလိုမျိုး sauce နဲ့ပဲတို့စားပေါ့နော်စားလို့ရန်ကောင်းပြီးတော့ကြက်ကြော်ကလည်းအရန်စားလို့ကောင်းပါတယ်အပြင်သားကလုံးဝကျွတ်ရွာပြီးတော့အထက်မှာလည်းရမ်းစာဝင်ပြီးစားလို့ကောင်းတာမို့လို့ကြက်ကြော်ကိုလည်းမဆာကြီးဖို့မမေ့နဲ့နော်ကြက်ကြော်လေးစားပြီးတော့ကျွန်တော် strawberry ဖြော်ရည်လေးလည်းတောက်ခဲ့ပါသေးတယ်အခုလိုမျိုးပင်လယ်စာအပြင်မာလာရှန်ကောမာလာမောက်ချိုက်တွေကိုတနေရာမှာရတဲ့ The Fish Shop မှာအခုဆိုရင် budget စေးဖြစ်အောင်ဈေးနှုန်းလေးပြောင်းလဲပေးထားမှုလို့သွားစားကြည့် recommend လုပ်ရင်လည်း download မှပြောနေကြမယ်နော်အားလုံးပဲ Assalamu alaikum